ငါကျွန်တော်တဲဆွဲဖြစ်ခဲ့တဲ့ရှောင်းလင်ကိုမှုပညာတွေတုံးပြီးတော့လှပတဲ့ main ကလေးတွေကတစ်ဖက်လူလင့်ဆွင်ထပ်သွားတဲ့အထိအကြံပရန်ကန်တဲ့ဘောလုံးပွဲတစ်ပွဲရှိတယ်ဆိုရင်ခင်ဗျားတို့သိပြီလားတာမန်ချိန်တွေမှာတွေးတော့မတွေးဘူးတဲ့ဒီလိုကမ္ဘာအံဝစရာအကြောင်းအရာတွေကိုအမြဲတမ်းခက်မှတ်မဲ့ဆွဲထုတ်ပြနေသူကတော့ဟုတ်ပါတယ်ကျွန်တော်ပိုင်စော်ထက်ပါသိကြပါတဲ့အဆုံးမှာဘာတွေဆက်မြင်ရမလဲဆိုတာကြည့်လိုက်ကြရအောင်ဒီနေ့မှာတော့ဟာသားပြင်စတီပင်ချောင်းရဲ့ကိုယ်တိုင်ပြန်လဲအသက်သွင်းထားတဲ့သူ့ရဲ့နောက်ဆုံးထွက်ဇာတ်ကားတဲ့ရှောင်းလင်စော်ကာရှောင်းလင်မျိုးသမီးဘောလုံးအတင်ကျုပ်စင်ကားကြီးအကြောင်းကိုပြောပြပေးပါမယ်။အရင်ကဘောလုံးကားတွေဆိုတာနဲ့ယောက်ျားလေးတွေကြီးပဲအကြံပရန်ကစားကြတာလို့မြင်တတ်ကြပေမဲ့တကယ်ပါဇက်ဟောင်းသားပြရမယ့်အချက်ကဒီစကားမှာနုနယ်တဲ့မိန်းကလေးတွေကအကျိတ်နဲ့ရှင်ပြန်ကြတာပါ။ဒါမှဘောလုံးပွဲတွေလိုမဟုတ်ပဲရှောင်းလင်ကိုမှုပညာရဲ့တွေနဲ့ဘောလုံးအားကစားကိုအချိုးကျကျပေါင်းစပ်ထားတဲ့အတွက်မြင်ခွင့်တွေကတကယ်ကိုအသက်ရှူမှားလောက်စရာပါ။ဘောလုံးကိုလေထဲမှာပုတ်ပုတ်ပါပါပြန်တမ်းပြီးကန်လိုက်တာတွေပြိုင်ဘက်ကိုအကွက်ဆန်းနေနဲ့အလဲထိုးကြော်ဖက်သွားတာတွေနဲ့တူစတီဗင်ချောင်းရဲ့နာမည်ကြီးဟာတာကွက်တွေကိုပါတဝါကြီးမြင်တွေ့ရမှာပါအထူးသဖြင့်မိန်းကလေးတွေရဲ့စွမ်းဆောင်ရည်ကိုအထူးပြုရိုက်ကူးထားတာမို့အစိမ့်မြင့် CGI အနေနဲ့အထူးပြုလုပ်ချက်တွေကိုပေါင်းစပ်လိုက်တဲ့အခါကြည့်ရှုသူတွေကိုတကယ်ရင်ခုန်စိတ်လှုပ်ရှားစီမှာတော့အသေးချပါငငယ်ရုံနေခဲ့တဲ့စကားဟောင်းရဲ့ငွေသက်တွေနဲ့အတူအမျိုးသမီးတွေရဲ့အကြံတန်းဆုံးကွန်ဖူးဘောလုံးစွမ်းရည်တွေကိုအမိုက်စားတင်ဆက်ထားတာကိုကြည့်ကြရင်တော့ဒီစကားတာမန်အကားသားရုပ်ရှင်တစ်ခုမဟုတ်ဘဲနဲ့ဟာတာအရှင်ပြည်စုံပေါင်းစပ်ထားတဲ့ခေတ်သစ်ရှောင်းလင်ကနေဝင်းလို့ပဲကျွန်တော်တို့ခေါ်လို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့ကြောက်စင်းတိုင်း Thank you